ကျွန်တော်3D ချစ်မျိုးတွေအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီ12ကြိမ်မှာပရိတ်12နဲ့ပေါ့နော်တော်တော်အရန်ကောင်းတဲ့မူလေးတစ်ခုပေါ့နော်အဲ့ဟာလေးကိုခုလဲတွေ့နေတော့ပေါ့နော်ကြည်လက်စာလေးမို့ကောင်းမယ်ထင်လို့ပေါ့နော်အော်ကွက်ရလို့တော့မဟုတ်ဘူးဒါပေမဲ့12ကြိမ်မှာပရိတ်12ဖြစ်တဲ့အတွက်ဒီကဏ္ဍလေးကထိုးတင်တယ်အဲ့တော့နည်းနည်းလေးစိတ်ဝင်စားတယ်ဆိုရင် like ကြည့်လိုက်ပေါ့နော်မနေ့က like မှာအဆင်မပြေဘူးပြကျွန်တော်ဘက်ကဒီဘက်မှာ internet အခက်ခဲကြောင့်ပေါ့နော်အဲ့တော့အတက်နိုင်ဆုံးမြန်ဆန်နားလည်လွယ်ပြီးရှင်းသွားအောင်ခါတိုင်းလိုပဲဗီဒီယိုလေးတွေပဲတင်ပေးတော့မယ်ပေါ့နော် like internet အဆင်ပြေတဲ့နေရာရောက်ရင်တော့ကျွန်တော်ကြိုးစားပြီးတော့ like လွှင့်တော့ပေးပါမယ်ခင်ဗျာတွတ်လေးသွားလိုက်အောင်နော်ခါတိုင်းလိုပဲကျွန်တော်ကဟိုဘက်ကဟိုပေါင်းတာတွေဘာတွေနဲ့တော့ကျွန်တော်အာမတန်တဲ့အတွက်ကြည်ရောကြည်သေးတယ်ပေါ့နော်စင်မပြေဘူးခါတိုင်းလိုပဲကျွန်တော်ပြနေကြအတိုင်းပဲပုံတူကွက်ရွှေကိုပဲဦးစားပေးပြောပေးမယ်နော်ဆိုတော့ကြည်လိုက်ဗျာ reflection ဖြစ်နေတဲ့အတွက်တီးခံပြီးတော့ကြည်ပေးလိုက်ပါနော်ဒီ9နှစ်ဆိုရဒီကဏ္ဍလေးရဗျာအပေါ်ညာဘက်ကိုတောင်းသွားလိုက်ပါနော်1 2 3 4 5ချိန်9နှစ်မြောက်ထိသွားပြီးတော့1 2 3 4မှာဒီမှာ9 1နှစ်က1 5နှစ်လို့ရိုက်ခဲ့ပါနော်ဟုတ်ပြီဗျာအဲ့လိုပဲဒီမှာလင်းပြန်နေလို့မို့နော်ဒီ4 1 60ဒီကဏ္ဍကလည်းအဲ့လိုပဲ1 2 3 4 5နှစ်မြောက်ထိသွားပြီးတော့1 2 3 4ဒီမှာ164လို့သွားကြိုက်တယ်ပေါ့နော်ဆိုတော့တွတ်လေးပြောလိုက်ရအောင်ဗျာဒီ438ဆိုတဲ့ကဏ္ဍကလည်းဒီကို384ဆိုပြီးကြားတယ်အဲ့လိုပဲတခါဒီ630ဆိုတဲ့ဒီကဏ္ဍကလည်းဒီမှာ633ဆိုပြီး21ခုနှစ်ထိရိုက်ခဲ့တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဗျာအခုကျွန်တော်တို့လိုချင်တဲ့ဒီအချိန်ကဒီကဏ္ဍပေါ့နော်ဒီအချိန်မှာကြာမဲ့ကဏ္ဍပရိတ်7နှစ်လဲဟုတ်တယ်12ကြိမ်မြောက်ကဏ္ဍလဲဟုတ်တယ်ပရိတ်7နှစ်သမားတွေလဲကြိုက်တယ်ဆိုရင်ကြည့်ရအောင်ဆိုတော့ဒီကဏ္ဍလေးဖြစ်နေဗျ3ခွန်2ဆိုရက်ဒီကဏ္ဍလေးပေါ့နော်ဒီကဏ္ဍလေးကိုခုနအတိုင်းပဲထောက်ကြည့်လိုက်မယ်ဆိုရင်1 2 3 4 5နှစ်မြောက်မှာအပေါ်ကို4ချိန်ဆက်သွား1 2 3 4ချိန်သွားရင်ဒီကဏ္ဍလေးပေါ့နော်ကျွန်တော်တို့ပြန်ဒီကဏ္ဍသာဖြစ်ခဲ့မယ်ဆိုရင်အားတရားတော့မလိုတော့ဘူးလို့ထင်တာပေါ့နော်တော့သူ့ရဲ့အကြနာအထတွေကတော်တော်လေးကောင်းနေတဲ့အတွက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအိုက်ကဏ္ဍမကြခင်မှာဒီကောင်ကိုကြည့်ကြည့်လိုက်ပေါ့နော်ပထမကတ်မှာ305တော့ရယ်56သို့မဟုတ်56ပါတယ်1ချိန်305ပါတယ်1ချိန်သူ့ရဲ့အောက်မှာတခါ35ပါတယ်1ချိန်လို့ကြပေးရပါနော်ဒီမှာလည်းအဲ့လိုပဲဗျ93ပါတယ်1ချိန်65ပါတယ်1ချိန်53တွဲနဲ့1ချိန်ပေါ့နော်မြင်ရလားမသိဘူးကျွန်တော်ဒီမှာကြည်မှာဒီတိုင်းရှင်ကြည့်ရင်တော့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဗျာအဲ့တော့ဒီမူမှာလည်းတခါသူ့ရဲ့ဘယ်ဘက်အောင်ဆောင်မလာခင်မှာအပူအခွကြပေးတတ်တဲ့အစင်လာရှိရပေါ့နော်ဒီမှာလည်းအဲ့တိုင်းပဲဗျဒီ3ခွန်နှစ်ဆိုရဲကဏ္ဍလေးမကြခင်မှာ434ဆိုတဲ့ကဏ္ဍပေါ့နော်မူပေါ့နော်အပူခွမူလေးကြပေးခဲ့တယ်အဲ့အပူခွဟာလေးကြပြီးတဲ့အောက်မှာ1ပိတ်ရှိမယ်8တစ်နှစ်မှာ3ပိတ်ရှိမယ်ဒီမှာလည်းအဲ့တိုင်းပဲဗျအပူခွကြတယ်ကြပြီးတော့1ပိတ်3ပိတ်3ပိတ်ရဲ့အောက်မှာဒီမှာညီကိုလေးတွေပေါ့နော်1 2 3ပေါ့နော်အပိတ်လေးတွေကြာဒီမှာလည်းအဲ့တိုင်းပဲဗျာ1 2 3 1 2 3အပိတ်လေးကြာအပူခွလေးကြာပြီးတော့အပေါ်ဆောင်မှာ3ခွန်2လို့ဒဲလာပေါက်တာပေါ့နော်အဲ့တော့ဒီမှာ3ခွန်2ဖြစ်မလားပေါ့နော်အဲ့လောက်တည်းမဟုတ်သေးဘူးတခါသူ့ရဲ့တပင်ကြာမှာ3ညခါနဲ့6ပိတ်3ညခါ6ပိတ်ပေါ့နော်ဒီမှာလည်းဒီမှာ1 2 3ညီကိုရဲ့အပိတ်လေးရဲ့အောက်မှာတပင်ကြာမှာ3ညခါနဲ့6ပိတ်3ညခါ6ပိတ်ပေါ့နော်ဟုတ်ပြီဆိုတော့ဗျာဒီချိန်မှာကြမယ်ဆိုရင်တော့ပေါ့နော်ဒီမှာ